လုံးမဲမိကလာပါရှင်ဒီနေ့မှာတော့ပေါ့နော်ဒီကောင်လေးရဲ့အိမ်ကိုကျွန်မသွားပြပါမယ်ဖြစ်ပါတယ်ကဲဒီကောင်လေးအိမ်သွားပါမယ်ဆိုရင်မှဒီကားရလာရှုပ်ပါတယ်အဲ့ဆိုကားတိုင်းရေတိုက်မှုတွေဖြစ်တာကြောင့်မလို့ဒီမှာပေါ့နော်ရေတိုက်မှုတွေဖြစ်တာလူကတည်ရဲ့သူကတည်နေအမှရဲတွေကလည်းရှိပါတယ်အဲ့ဒါရေတိုက်မှုတွေဖြစ်တာပါအဲ့တော့ကြောင့်မလို့ကျွန်မပေါ့နော်ဒီကောင်လေးကိုကဲတင်ပြီးတော့သွားရမှာပါကဲသွားပါမယ်ကဲတင်ပြီးတော့ဒီကားကြီးအရှုပ်ချက်ခက်လာတယ်โอเคကဲအဲ့လိုဒီကောင်လေးကိုပို့ပြီးဆိုဟိုဘက်ဆက်သွားမယ်ပေါ့နော်ကဲအဲ့လိုရှိရင်တော့မချက်ပွိုက်ပေါ့နော်ချက်ပွိုက်လေးယူပါမယ်ချက်ပွိုက်ယူပြီးတော့ဓာတ်ရိုးပေါ့တော့လုံးဝမထိဘဲနဲ့သွားရမှာပါသွားပါမယ်နေဒါကိုစောက်ထားရပဲဖြစ်ပါတယ်စောက်တာအကြိုက်ပဲကဲသွားပါမယ်ဖြစ်ဒါလေးလုံးဝမထိရဘူးပေါ့နော်လာထိလိုက်သေးပါမှာအဲ့ဆိုတော့ချက်ပွက်ယူပါပြီချက်ပွက်ယူပြီးရှိရင်တော့ကားစီးရပါမယ်ငါဒီလိုငါတိုက်မိတော့မှာပဲကားစီးရမှာပဲကားဘယ်ဘက်ကိုစီးရမှာလဲဟာပြန်စီဒီကားတော့ပြတ်သွားတာဟုတ်လားအဲ့ဆိုဒီကားမရအောင်ဆိုရင်ရဲကားယူအောင်မှာပေါ့နော်ဒီကားမရရင်ရဲကားယူသွားပါမယ်ဆိုင်ကယ်ယူသွားမယ်ပေါ့နော်ကားတော့မယူသွားအောင်ဆိုင်ကယ်တော့ယူသွားပါမယ်ရဲတော့လာပြီးတက်ပါပေါ့နော်ပြီးရင်တော့ဒီအသေးပုံအရာလေးတွေနောက်ကိုလိုက်သွားမှာပဲလိုက်ပြီးသွားသွားပါမယ်အသေးပုံနောက်ကိုလိုက်သွားမယ်သူကဟိုဘက်ကိုပို့တာဆိုဟိုဘက်သွားပါမယ်ရောက်ပြီဆိုရှင်တော့ဒီကောင်ရဲ့အိမ်ကိုတစ်ခါရဲသွားလို့မရဘူးခဲအိမ်ကိုအရင်သွားရမယ်မင်းကလေးအိမ်ကိုအရင်သွားအောင်ပါဟာမင်းကလေးအိမ်ကိုအရင်သွားအောင်ပါမလေးချက်ပွားတစ်ခုယူပြီးသွားလို့ရှိရင်ဒီနားလေးကနေသွားပါမယ်โอเคသွားမယ်โอเคကဲသွားပါမယ်နည်းနည်းလေးသွားပါမယ်โอเคရှင်းရှောက်ဆိုမယ်ပြီးတော့အဲ့ဆိုရောက်ပြီဆိုရင်တော့ချက်ပွားယူပါမယ်ဟာယူပြီးတော့တောက်ယူရမယ်ပေါ့နော်ဒါယူလိုက်မယ်ဟာအဲ့ဒါမီးတွေပေါ့နော်မီးတွေနားကိုမကြရပါဘူးကြောက်ရသေးတယ်ပါတော်သေးကျမအမြဲဆုံးရှောင်းနိုင်ပြီပေါ့ဒီကောင်လေးအိမ်မသွားခင်မင်းကလေးအိမ်ကိုအရင်သွားမယ်ပေါ့နော်သွားပါမယ်โอเคရပြီဆိုချက်ပွားယူပါမယ်ပြီးရင်တော့ဒါလေးယူလောက်ပါမယ်ရပြီကွာအဲ့ဆိုတော့ main ကလေးအိမ်ရောက်သွားပါပြီယောက်ျားလေးအိမ်တော့မသွားဘူး main ကလေးအိမ်မှာပဲဒီတိုင်းပဲအိတ်ကြောက်နေပေါ့နော် main ကလေးကအခုဒီတိုင်းမှုဖြစ်ပြီးပြေးသွားပြီပေါ့နော်အဲ့ကြောင့်ကျွန်မသူ့အိမ်ကိုပိုင်စီးလိုက်ပါပြီစီးလိုက်ပါလိရှင့်ဒီလိုက်ပါပြီပြလို့ပြောဒီကြောင်လေးကိုကျတော့ငါအမိုက်တောင်းနဲ့ထည့်ရမယ်ဒီကြောင်လေးကိုကျတော့မချစ်စရာမကောင်းဘူးဆိုတခြားနေရာပို့သွားတယ်ပေါ့နော်ဒီနားမှာထားခဲ့လိုက်တတ်တာပွားပြီအဲ့ဆိုတော့ဒီကောင်မလေးအိမ်လေးရောက်သွားပြီဆိုတော့အဲ့ဆိုအားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါရှင့်